တောင်းတော့ဝင်အောင်မီစီးတောင်းနေတွေ့တယ်ဘာလို့လဲမင်းနေမကောင်းလို့လား အသက်ကြီးလာပြီဆိုတော့အားစိတ်ကြူတောက်တာပေါ့သားရဲ့ ညမင်းဖေးတဲ့ရှိနေတော့အဖေဆရာဝန်တားဆရာဝန်လိုက်တယ်ကွာ ငါ့ဖေကဆရာဝန် အေးလေမင်းမသိသေးဘူးလား ဒီစကားတွေကိုငါ့မိပြန်တိုင်းမင်းတို့အောင်ငါပါစုခံနေရမယ် ဟယ်လိုကိုချစ်တယ်ဖုန်းပြောလို့ရလားယင်အော်ဂျာကြီးကပြောခိုင်းလိုက်လို့ပါကိုချစ်တယ်အဆင်ပြေရလား ကြာညို့ပေါ်မှာဒီဘလောက်ထိတန်အောင်စင်ရှိတယ်ဆိုတာဒေါ်လေးငယ်ရေးပြီးပါတယ်ကိုရဲ့ဒါပေမဲ့ကာယကံရှိကိုယ်တိုင်ကဘလို့မှမဖြစ်နိုင်ဘူးလို့ပြောထားပြီးသားယူ ကျွန်တော်ကကြာညို့ကိုမျောလင့်နေပြီလို့အိမ်တော်ပြတာမဟုတ်တော့လေကျွန်တော်ကိုယ်တိုင်ဟိုကအိမ်တော်ပြချင်စိတ်မရှိသေးတာစားစီးလိုက်မိတာပဲစီးကြောင်းမဲ့တော့ စိတ်ဆန်းဘာစေးကြောက်တတ်မှာလဲဆရာဝန်ဆိုလို့ရှိရင်လေစိတ်နာလုံးလုံးငါအတန်တောင်မကြားချင် ချာညိုနင်ဘာဖြစ်နေရလဲသူများတွေမှာဆေးကြောက်တတ်ချင်တာတော့ဘိုင်းကိုသေးလို့နင်အတွင်းမတိမ်စမ်းပါနဲ့ ဆရာဝန်ကဆရာဝန်ပဲလုပ်အောင်ပါဘောမမေကလူတွေကိုယောဂပေးတဲ့လုပ်ငန်းကိုလုပ်တယ်ဒါကလူနာကိုစီးပြန်ခုပေးဟုတ်တယ်အခုလက်ဆောင်မရသေးတကယ်တော့ကျွန်တော်ပြီးတာမဟုတ်ပါဘူးကိုယ်တိုင်ပဲဝယ်ပြီးကျွန်တော်ကိုထည့်ပေးလိုက်တာပါ အဲ့တော့ကြာညိုမသိအောင်ပဲသူတို့သားဖားနှစ်ယောက်တွေ့အောင်ပါပဲကူညီပေးလိုက်ပါ မင်းပေးတာပါလို့ငါပေးပြီးပြီပဲထားစိုးစိုးကတော့ပြဿနာမရှိဘူးဆိုရင်ကြာညိုသိသွားရင်ငါ့ကိုတေကန်းဖြတ်မှာပါ ဘယ်သူဘယ်ဝါပေးတယ်ဆိုတာတဲ့ငါပေးလိုက်တဲ့လက်ဆောင်တွေငါသားလက်ထဲကိုရောက်သွားဖို့ပဲ